ဒါကြီးကတော့လုံးဝလက်ခံလို့မရအောင်တော့လှိုင်းလီကြားကပန်းရွှေကြားဇက်ကားထဲမှာလေအမှန်တကယ်ဆိုလို့ရှိရင်မြစ်စုကမှားနေတယ်ဆိုရင်တော့မှသူမိဘတွေကဒီကိုထိုးနိုင်ကိုလက်မခံရမှာပေါ့နော်အဲ့ဒါကိုသူတို့ကစာဘလို့ဖြစ်လဲဆိုတော့မင်းငါသမီးနဲ့ရှစ်ဆက်ပတ်သက်မယ်ဆိုလို့ရှိရင်တဲ့မင်းကင်းကင်းရှင်းရှင်းဖြစ်အောင်လုပ်တဲ့ကွာရှင်းလိုက်တဲ့ဆိုတော့အမှန်တကယ်ဆိုလို့ရှိရင်သူလိုကွာရှင်းထားတဲ့သူကိုသူ့သမီးပေါ့နော်ဆရာဝန်အပြိုနဲ့မပေးစားသိဘူးပေါ့နော်မပေးစားတော့ဘူးငါတို့မင်းရှုပ်ရှုပ်ရှင်းရှင်းကိုငါသမီးကိုလိန်လည်ပြီးတော့တွဲတယ်ဆိုပြီးတော့မပေးစားရပဲနေတော့မှာဘူးသူတို့ကပညာတတ်အတိုင်းဝိုင်းဖြစ်ပြီးတော့တောင်မှအဲ့ဒါကိုသူများရဲ့မိသားစုအတိုင်းအမြုံကိုအတင်းဖြတ်စည်းခိုင်းတာပေါ့နော်ဒါကြီးကတော့လုံးလုံးလက်ခံလို့မရဘူးပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကွယ်ကိုသားသမီးကိုအဲ့လိုမျိုးလိန်ပြီးတော့တွဲမယ်ဆိုလို့ရှိရင်တော့မှဒီတာမန်ဒီစိတ်ကောင်းရှိတဲ့မိဘဆိုလို့ရှိရင်ဒါသူများသူ့သားသမီးကိုဒါနောက်ဆုတ်ခိုင်းရမှာကွယ်သူများအတိုက်မြုံမဖြစ်စီဘူးအခုကသူတို့ကငွေကြေးလည်းအစိမ်မပြေရလည်းမဟုတ်ဘူးကွယ်သူတို့ဆရာဝန်ပညာတတ်အတိုင်းဝိုင်းကိုပြီးတော့သူ့သမီးကလည်းဒါဆရာဝန်ပညာတတ်အိမ်အောင်မရှိတဲ့သူကိုအဲ့ဒါကိုသူ့သမီးနဲ့စပ်ပတ်သက်ဖို့ကိုဒါတွန်းအားပေးလို့ဖြစ်နေတယ်ပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်သူတို့ကတွန်းအားမပေးရမှာဒါကြီးကလုံးလုံးလက်ခံလို့မရဘူးစဉ်းစားလို့မရဘူး